လောကမှာကျွန်တော်တို့အတိအခက်ဆုံးနားလေရခက်ဆုံးလူကဘာလို့လဲဆိုတာသိကြပါမလားအဲ့ဒါတခြားသူတွေတော့မဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်မှာပဲလူတော်များများကတခြားသူတွေအကြောင်းကိုလိုက်လံလေ့လာဖို့အချိန်မပေးကြပေမဲ့ကိုယ်အကြောင်းကိုသိဖို့ကြတော့မေ့လျော့နေတတ်ကြပါတယ်တကယ်တော့ဘဝမှာအောင်မြင်ပျော်ရွှင်မှုရဖို့အတွက်အခြေခံအကြဆုံးအမြင့်ကမိမိကိုယ်ကိုယုံကြည်မှုထားရှိခြင်းနဲ့မိမိရဲ့အကြောင်းကိုမိမိကိုယ်တိုင်သိခြင်းပဲဖြစ်ပါတယ်ပထမဆုံးခြေလှမ်းကကိုယ်အကြောင်းကိုသိဖို့ပါကိုယ်အကြောင်းကိုသိတယ်ဆိုတာငါဘာကိုဝါသနာပါလဲငါရဲ့အားသာချက်တွေကပါလဲငါဘယ်ရာတွေမှာအားနည်းချက်ရှိလဲဆိုတာတွေကိုဟန်ဆောင်မှုမရှိပဲယူရတာအကဲဖြတ်နိုင်ခြင်းကိုပြောတာပါကိုယ့်ရဲ့အားနည်းချက်တွေကိုသိတဲ့အခါပြုပြင်လို့ရတယ်အားသာချက်တွေကိုသိတဲ့အခါပို့ပြီးတောက်ပအောင်လုပ်လို့ရတယ်ဒါပေမဲ့ကိုယ်ပဲကိုသွားခြင်းလဲဆိုတဲ့ပန်းနိုင်ကိုသိဖို့ဆိုရင်အရင်ဆုံးကိုယ်ပင်နေရာမှာရောက်နေလဲဆိုတဲ့မိမိကိုယ်ကိုအသိစိတ်ရှိဖို့လိုအပ်ပါတယ်ကိုယ်အကြောင်းကိုကောင်းကောင်းသိလာပြီဆိုရင်ဒိုရဲ့အဆင့်တွေနဲ့မိမိကိုယ်ကိုယုံကြည်မှုကလိုလိုက်လာပါလိမ့်မယ်မိမိကိုယ်ကိုယုံကြည်တယ်ဆိုတာငါအမြဲမှန်နေရမယ်ငါအမြဲတမ်းအောင်မြင်နေရမယ်လို့ဆိုတာမဟုတ်ပါဘူးငါရှုံးနေခဲ့ရင်တော့ပြန်ထနိုင်တယ်ငါမသိသေးရင်တော့တည်ယူနိုင်တယ်ဆိုပြီးကိုယ့်ကိုယ်ယုံကြည်စိတ်ချတာကိုပြောတာပါဒါပေမဲ့လောကမှာကိုယ့်ကိုဝေဖန်တိုက်ခိုက်မဲ့သူတွေအားဖြစ်မဲ့သူတွေအများကြီးရှိပါလိမ့်မယ်အဲ့ဒီချိန်မှာတင်ပြီးမှဘူးမှမရှိရင်တော့တင်ရဲ့မိမိကိုယ်ကိုယုံကြည်မှုကတင်ကိုရှစ်ဆက်ဖို့အားအင်တွေပေးပါလိမ့်မယ်ဒီနှစ်ခုသာမိတ်ဆွေစီမှာဒွန်တွဲရှိနေမယ်ဆိုရင်တခြားသူတွေရဲ့ဝေဖန်မှုတန်ကိုကြက်ကြက်ခံနေရှိလာမယ်ကိုယ်နဲ့မကန့်ညီတဲ့လမ်းကြောင်းတွေကိုညှင်းပယ်ရတဲ့တတိရှိလာမယ်ကိုယ့်ရဲ့ရေချင်းကိုအပြည့်အဝအသုံးချပြီးမိတ်ဆွေရဲ့စိတ်ချမ်းသာစရာကောင်းတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်ဒါကြောင့်ဒီနေ့ကစပြီးတခြားသူတွေရဲ့မျက်လုံးထဲမှာငါဘလို့ဖြစ်နေမလဲဆိုတာထက်ငါမျက်လုံးထဲမှာငါကိုငါဘလို့မြင်လဲဆိုတာကိုလေးထားပါကိုအချိန်ပေးပါကိုအကြောင်းကိုရှာဖွေပါပြီးရင်ကိုယုံကြည်မှုအပြည့်အဝရှိပါသင်ဟာသင်ဘဝရဲ့အကောင်းဆုံးပုံစံတူပါရှင်ဖြစ်လာပါလိမ့်မယ်အားလုံးပဲမိမိကိုယုံကြည်မှုနဲ့အတူအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးပဲကျေးဇူးတင်ပါတယ်